ထိုင်းနိုင်ငံမှာသူတစ်ပါးရဲ့ဥကောင်းကိုမပုံးမိပါစေနဲ့မကြိုက်လိုက်ပါနဲ့သူတို့ကဥကောင်းကိုခန္ဓာကိုယ်ရဲ့အမြင့်မြတ်ဆုံးနေရာစိတ်ဝိညာဉ်တည်ရှိရလို့သတ်မှတ်ထားလို့ပါမလေးရှားနိုင်ငံ၌ပစ္စည်းများကိုညွှန်ပြရမှာလက်ညှိုးနဲ့မပြပါနဲ့လက်ညှိုးနဲ့ညွှန်ပြတာဟာရန်လူချင်းရိုင်းပြခြင်းလို့သတ်မှတ်ထားကြပြီးလက်မှတ်ကိုသာအသုံးပြုဟာစင်ကာပူနိုင်ငံရဲ့အများပြည်သူအသုံးပြုတဲ့ယာဉ်တွေပေါ်မှာအစားတောက်မစားမိပါစေနဲ့မြို့တော်တန်ရှင်းရေးကိုအလေးထားကြပြီးဥပဒေအရဒဏ်ငွေအများပြားချမှတ်ခံရတတ်ပါတယ်မြန်မာနိုင်ငံမှာတော့လူကြီးသူမများရှိတဲ့ဘက်ဖျားစင်ဘက်ကိုခြေစင်းမထိုင်လိုက်ပါနဲ့တင်ဟာရိုင်းဆိုင်နေသူလို့သတ်မှတ်ခံရပါလိမ့်မယ်ခြေတော်ဟာသူတို့ရဲ့ခန္ဓာကိုယ်မှာအနှင်းကြဆုံးအရာလို့ခံယူထားကြလို့ပါလာအိုနိုင်ငံမှာတော့အမျိုးသမီးများယဟန်တန်ဃာများနဲ့မထိတွေ့ရပါဘူးတန်ဃာတော်ရဲ့တီလာကိုအမျိုးသမီးများဘက်မှထိမ့်သိမ်းဆောင်ရှောက်တဲ့အနေနဲ့ဓာတ်ရိုက်ထိတွေ့ခွင့်မပြုတာပါကမ်ဘောဒီးယားနိုင်ငံမှာသူတစ်ပါးအိမ်ထဲကိုထီးဆောင်လျက်သာမဝင်လိုက်ပါနဲ့အိမ်ထဲကိုထီးဆောင်ဝင်တာဟာကန်ဆိုးစီတယ်လို့သူတို့အယူဆရှိလို့ပါအင်ဒိုနီးရှားနိုင်ငံမှာတော့ပစ္စည်းပေးတာတွေအစားတောက်စားတဲ့အခါတွေမှာဘယ်ဘက်လက်ကိုမသုံးပါနဲ့တဲ့သူတို့ကဘယ်လက်ကိုမတန့်ရှင်းတဲ့လက်အိမ်သာသုံးတဲ့လက်လို့ယူဆထားပါတယ်တဲ့ဗီယက်နမ်နိုင်ငံမှာတော့လက်ညှိုးနဲ့လက်ကလေးကိုပူးပြီးလိမ်ချစ်ထားတာမျိုးမလုပ်မိပါစေနဲ့ဒီလိုလုပ်ပြတာဟာဗီယက်နမ်နိုင်ငံမှာအင်မတန်ရိုင်းဆိုင်တဲ့လိမ်ပိုင်းဆိုင်ရာအပြုအမူလို့အဓိပ္ပာယ်သက်ရောက်လို့ပါတယ်တဲ့ဖိလစ်ပိုင်နိုင်ငံမှာအစားစားတဲ့အခါအစားတောက်များပကံထဲမှာခြံမထားခဲ့ပါနဲ့ဒီလိုအစားအစာခြံထားခဲ့တာဟာအင်ရှင်ချက်ပြုတ်သူကိုအထင်သေးရရောက်ပါတယ်တဲ့တီမောနိုင်ငံမှာလူကြီးသူမများရှိလမ်းလျှောက်တဲ့အခါရင်ကော့ခေါင်းမော့ပြီးလမ်းမလျှောက်ပါနဲ့တဲ့လူကြီးသူမများအားယိုသေးသောအဖြစ်ခေါင်းလေးငုတ်ခါလေးညှုပ်ပြီးလျှောက်ပေးပါကျန်တဲ့နိုင်ငံတွေနောက်ဗီဒီယိုမှာဆက်ပြောပြပါမယ်ဒါလေးတွေတိကျမှတ်ထားပါဦး follow လုပ်ထားပြီးနောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်